ဒီလိုခတ်တယ်မှာမရတွေ့နေချင်းကုန်းဆုံးနေခဲ့တခါပြန်စဉ်းစားကြည့်ပါတနေ့ချရင်အရာအားလုံးပြောင်းပွဲသွားမှာထောင်ဝရတပ်ပိုင်ဆိုင်နိုင်ဖို့သင်ဝိညာဉ်အတွက်အစင်းသင်ဖြစ်ပြီးလာမယ်ဆိုအချိန်ရှိသေးတဲ့ရောက်လာခဲ့အချိန်ကုန်တော့မယ်နောက်ကြခဲ့ရင်မာနဲ့မာယူဝဲမရဒီနေ့တဲ့အတွက်တန်ခါဖွင့်နေသေးတယ်ရောက်လာခဲ့ပါတော့အချိန်ရှိသေးတဲ့ရောက်လာခဲ့အချိန်ကုန်တော့မယ်နောက်ကြခဲ့ရင်မာနဲ့မာယူဝဲမရဒီနေ့တဲ့အတွက်တန်ခါဖွင့်နေသေးတယ်ရောက်လာခဲ့ပါတော့ခွင့်ရအချိန်တစ်ခါတွဲအရေးကြီးဆုံးကဝိညာဉ်ရဲ့ဖြစ်တယ်ဘယ်ဝိညာဉ်အတွက်သိချပြီးလားဒီကဘာတစ်ခုလုံးပဲပိုင်ပါရဲ့ထောင်ဝရအသက်မရခဲ့ရင်ဘာကြိုးရှိမိမိနဲ့သေးချောင်းတွေ့ချဲလိုက်ပါတော့အချိန်ရှိသေးတဲ့ရောက်လာခဲ့အချိန်ကုန်တော့မယ်နောက်ကြခဲ့